ဝလနဲ့အရှိချမ်းစကန်သားရွာဘုံကျဲခံရပြီးမိသားစု3ဦးသေဆုံးစကိုင်းတိုင်းဝလမြို့နယ်အရှိမြောက်ချမ်းကစကန်သားခေါ်ချက်ပြဲကြေးရွာကိုစစ်တပ်ကလေးချောင်းတိုက်ခိုက်ခဲ့တာကြောင့်မိသားစု3ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်ဒီနေ့မေလ6ရက်မနက်တနာရီခန့်မှာစစ်တပ်ရဲ့တရက်ဦးလေတပ်ကတက်လာတဲ့လေရင်နဲ့စကန်သားရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်တရက်ဦးလေတပ်ကနေဂျက်ဖိုက်တာ3စီးတပြိုင်နက်တက်ခဲ့ကဘုံတွေကျဲခဲ့တာဖြစ်ပြီးဒီဘုံတွေကကျေးရွာကနေအိမ်တွေပေါ်ဇက်တိုက်ကျဲချခဲ့တာလို့ဒေသခံသတင်းရှင်းမြစ်ကပြောပါရယ်စစ်တပ်ဘုံကျဲခဲ့တဲ့နေရာအနီးမှာလမ်းသွားလမ်းလာခီးတဲ့တွေကိုဈေးရောင်းချတဲ့စားသောက်ဆိုင်ရှိပြီးအဲ့ဒီလမ်းတစ်ဖက်ကနေအိမ်မော်ကြကဦးစောငိန်ဒေါ်ဦးနဲ့ကိုမျိုးလှိုင်ဝင်းတို့တေဆုံးခဲ့တာလို့သိရပါရယ်ဒါပြင်စားသောက်ဆိုင်နဲ့ကျေးရွာတွင်ကအိမ်တချို့လည်းပျက်စီးမှုရှိခဲ့ပြီးဒဏ်ရာရတဲ့သူ2ဦးရှိတယ်လို့ဒေသခံပြောပါရယ်ဘာတိုက်ပွဲမှမရှိဘူးဒီတိုင်းကျဲသွားတာလို့ဒေသခံတို့ကပြောပါရယ်အာနာသိန်းစစ်တပ်ကဝလက်မြို့နယ်အရှိချမ်းတစ်စိတ်ရွာမှာတပ်ဆွဲထားပြီးဝလက်မြို့နယ်ကိုနေမြေစိုးမှုယူဖို့စ조사နေကမြို့နယ်အတွင်းကကျေးရွာတွေကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေလည်းပြုလုပ်နေတယ်လို့ဒေသရင်းသတင်းရှင်းမြစ်တွေကပြောပါရယ်